CDM ပြုလုပ်နေတဲ့ကျန်းမာရေးဝန်ထမ်းတူဖြစ်ပါတယ်ပထမဦးဆုံးပြောချင်တာကတော့ကျွန်တော်တို့ CDM ပြုလုပ်နေတဲ့ဝန်ထမ်းတွေကိုဝန်းရံပေးတဲ့ပြည်သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဘာကြောင့် CDM ပြုလုပ်နေလဲဆိုတော့မကြောက်လို့မဟုတ်ပါဘူးကျွန်တော်တို့ကြောက်တတ်ပါတယ်မကြောက်တတ်တာသတိရှိတာမဟုတ်ပါဘူးကြောက်တတ်ပေမဲ့မှန်တဲ့ကိစ္စကိုလုပ်တာမှသတိရှိတယ်လို့ခေါ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကြောက်နေပဲမှန်ကန်တဲ့လုပ်ရဖြစ်တဲ့ CDM ကိုကျွန်တော်တို့လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဒါမှပြီးတော့ဝန်ထမ်းပါဘာဖြစ်လို့လုပ်နေရသလဲဆိုလို့ရှိရင်ဒီကိစ္စကြီး CDM ကမအောင်မြင်ခဲ့လို့ရှိရင်နောက်ဖြစ်လာမဲ့အခြေအနေကိုတွေးကြည့်ရင်အများကြီးဒီထက်ပိုပြီးတော့ကြောက်စရာကောင်းပါတယ် CDM အောင်မြင်မှဖြစ်ပါမယ် CDM အောင်ရမည်နောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံအနှံ့မှာသတင်းတွေကြားမှာပေါ့ကျန်းမာရေးဝန်ထမ်းတွေပညာရေးဝန်ထမ်းတွေကိုညဘက်မှာလိုက်ဆွဲနေတဲ့ကိစ္စတွေရှိပါတယ်အဲ့ဒါကြောင့်အချို့သောဝန်ထမ်းများဟာနော်ဒီနေရာနေပြီးခေတ္တခဏရှောင်တိန်နေရပါတယ်ဒါပေမဲ့လည်း CDM ကိုတော့ဆက်လက်လှုပ်ဆောင်နေသေးဖြစ်ပါတယ်ဘယ်တော့မှအလျှော့မပေးပါဘူးအခန်းဒီမှာလာရောက်ပူးပေါင်းနိုင်ခြင်းမရှိပေမဲ့ CDM ကိုတော့ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဝိုင်းရံပေးကြပါလို့ပြောလိုပါတယ်ခုနကပြောသွားသလိုပါပဲကျမတို့ CDM လုပ်နေစမကြောက်လို့မဟုတ်ပါဘူးကျမတို့ဒီပညာရေးဝန်ထမ်းစပြီးမှလုပ်ပါပြီဆိုကြတဲ့ဝါသနာနဲ့နာဝင်ခဲ့တာပါဒီ CDM ကြီးကမအောင်မြင်ဘူးဆိုရင်ကျမတို့ရဲ့နောက်ဆက်တွဲပြဿနာကအလုတ်ထွက်ရတဲ့အဖြစ်ကိုဖြစ်နိုင်ပါတယ်အဲ့တော့ကျမအဲ့လိုမျိုးအဖြစ်မခံခြင်းတဲ့အတွက် CDM ကိုလုပ်ရခြင်းဖြစ်ပါတယ်ပြီးတော့ကျမတို့ပညာရေးဝန်ထမ်းတွေကဒီဒီကောက်ပွဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီကိုဗစ်ကာလဖြစ်နေတဲ့အတော်အတွင်းမှာဖြစ်တဲ့အတွက်ကျမကတော့ဒီမှာလူတိုင်းလိုကျမနဲ့ဒီမျိုးอ่ะပေါ့နော်ပညာရေးဝန်ထမ်းတွေအားလုံးသိပါတယ် online တော့လုပ်နေတာဖြစ်တဲ့ကျမဒီမှာနေခဲ့တာပါသို့တော့ကျမရဲ့ဒီလုပ်ဖို့ကန်မဆရာမများမှာဆိုလို့ရှိရင်သူတို့မြေပြက်မှာရောက်နေတယ်ဒီ COVID-19 ဖြစ်နေတဲ့အတွက်မြေပြက်မှာရောက်ပြီးတော့မှသူတို့ရွေးကောက်ပွဲလုပ်ပါမယ်ဆိုတဲ့အတွက်တာဝန်ကိုမဖြစ်မနေထမ်းဖို့အတွက် quarantine ဝင်ခဲ့ရပါတယ်ကျောင်းအသီးသီးမှာ quarantine ဝင်ခဲ့တယ်အဲ့လို quarantine ဝင်ပြီးစိတ်စေတနာအပြည့်အဝနဲ့ကျမတို့တွေကလှုပ်ဆောင်ခဲ့ပေမဲ့အခုကျတော့ကျမတို့တွေကိုမဲခိုးတယ်ဆိုတဲ့ဆွဆွဲချက်ဒီနဲ့အာဏာကိုအရယူပြီးတော့မှလူယူခဲ့တာဖြစ်ပါတယ်ကျမတို့ကတော့ရှင်းပါတယ်အဲ့ဒီလိုမျိုးမတရားဆွဆွဲပြီးတော့မှလုပ်ခဲ့တာဖြစ်တဲ့လုံးဝမသိတဲ့အတွက် CDM မှာပါဝင်ခြင်းဖြစ်ပါတယ်အကယ်၍ဒီခုလည်းအင်တာနက်တွေဖြတ်မယ်လို့ကြားပါတယ်အင်တာနက်တွေဖြတ်ခဲ့လို့ကျမတို့တွေဒီမှာလာပြီးတော့မှမဝင်းရနိုင်ဘူးခုနကဆရာပြောခဲ့သလိုပဲဒီကျမရေးဝန်ထမ်းတွေပညာရေးဝန်ထမ်းတွေကိုဆွဲမယ်လို့ကြားတယ်ဒါပေမဲ့ကျမမကြောက်လို့မဟုတ်ဘူးကျမတက်ပါတယ်လူပါပဲเนาะဒါပေမဲ့အဲ့လိုမျိုးအဆွဲခံရမယ်ဆိုလို့ရှိရင်เนาะအဖမ်းမခံနိုင်ပါဘူးလွတ်တဲ့နေရာကိုကျမတို့စောင့်မရမှာပါဘာလို့လဲဆိုတော့ကျမတို့အဖမ်းခံလိုက်လို့ရှိရင်သူ့ကိုယ်တော့မဖမ်းလိုက်ပြီးတဲ့တွေလည်းငါတို့ဖမ်းနိုင်တယ်ဆိုတော့မှအားရုပ်ပါမှာကိုစိုးရိမ်ပါတယ်အဲ့အတွက်ဆိုအဖမ်းမခံနိုင်ပါဘူးအဲ့ဒါကကျမအကယ်၍များဒီနေရာမှာနောက်နေကိုမလာခဲ့နိုင်ဘူးရှိခဲ့ပြီရှိတော့ CDM မှာဆရာမကမပါဝင်တော့ဘူးလားမဟုတ်ပါဘူးကျမ CDM ကိုလုံးပါဝင်ပါတယ်နောက်ဆုံးအခြေအနေထိပါဝင်သွားပါမယ်လုံးဝမှကျမတို့ဝဲမချော့ပါဘူးဖြစ်တဲ့အတိုင်းကျမတို့ရင်ဆိုင်သွားမှဖြစ်ပါတယ်အလုပ်ထရခဲ့သည်ဖြစ်တယ်ကျမအလုပ်ထဲမှာပိန်မလောက်တောက်ပါတယ်ကျမဒီအလုပ်ကိုဝါသနာနဲ့ပါပြီးတော့မှကိုယ်တိုင်စူးစမ်းပြီးမှဝင်ခဲ့တာဖြစ်တဲ့အတွက်ကျမဝါသနာကိုကျမအရန်ပဲ
ဒီလောက်ကိုလည်းညှက်နိုးတယ်စံမိုးထားတယ်သို့တော့ဒီအချိန်ဒီမှာမအောင်မြင်မှုအလောက်ထွက်ရမယ်ဆိုလဲကျမကဒီစစ်အာဏာရှင်အောင်အလောက်တက်ပြီးတော့မှမလောက်ပါဘူးကျမထွက်မှာပါအဲ့တော့ဒီမှာရှိတဲ့ပြည်သူပြည်သားတွေအားလုံးကလည်းကျမတို့ကိုဝိုင်းရံပေးကြတာကျမတို့ဒီကုခိုင်မျိုးနယ်ဆိုတာမျိုးနယ်သေးလေးပြီမဲ့အခုတော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒီပြည်သူတွေရဲ့ဝင်းရံမှုကလည်းအလွန်ကိုပဲအရေးပါပါတယ်အဲ့တော့ကျမတို့ CDM လုပ်နေတဲ့ဝန်ထမ်းတွေကိုဝင်းရံပေးပါလို့အားလုံးကိုစာဒီညနေမြစ်တိုင်ရခံပါတယ်ရှင်ကျွန်တော်ကကုတ်ခိုင်မျိုးနဲ့ဆောင်းအမောင်ကြီးဌာနဝန်ထမ်းတူဖြစ်ပါလေအခုဆိုကျွန်တော်တို့ကုတ်ခိုင်သမားဝမ်မာဦးကြီးဌာနရုံးကိုချက်ပိတ်ထားလိုက်ပါဘူးဘူးမတော်တော့ပါဘူး CDM မှာပေါင်းနေကြဖြစ်ပါလေရှင်းပြကျွန်တော်တို့ဒီ CDM ဝန်ထမ်းများကိုဝင်းရံပေးတဲ့ပြည်သူတွေကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်အခုကျတဲ့အခုရှင်းဆက်နေတဲ့ဝန်ထမ်းတွေခင်ဗျားတို့မရှက်ဘူးလားကျွန်တော်ဝန်ထမ်းတွေဆိုတာဝန်ထမ်းဖြစ်ပြီးဆိုတော့ဒေသထဲမှာပါပြီးသားပြည်သူတွေရဲ့ပြည်သူလက်သာစားပြီးဆိုရင်ပြည်သူတွေကိုကာကွယ်ရမှာပြည်သူတွေဘက်ကဝေးရပေးမှာဖြစ်တယ်အဲ့ဒါကျွန်တော်တို့ရှက်တယ်ဒါလည်းရှက်တယ်တော့စီဒီယာကိုချိန်မျိုးရောက်လာနေပါလေလို့ကျွန်တော်တို့ကြည့်ကြပါလေခုကပြောနေဖြစ်နေတယ်ဒါလည်းဇောတဲ့စီဒီယာမှာမပါဘူးလို့ထားနေပါတော့ခင်ဗျအော်မရှိစဉ်းစားလို့ရတယ်ဘာလို့လဲဆိုတော့ပြည်သူတွေကာကွယ်ဖို့ကျွန်တော်ဝန်ထမ်းတွေအခုပြောင်းမှဖြစ်နေတယ်ကျွန်တော်တို့ပြန်ကာကွယ်နေတာသူကအဲ့ဒါကြောင့်ခင်ဗျားတို့အော်မရှိတယ်စဉ်းစားတတ်လို့ဆိုတော့ဒါခင်ဗျားတို့စဉ်းစားမှာပေါ့အခုကဘယ်လိုပြောမလဲဆိုတော့ပြည်သူတွေကာကွယ်ရမယ့်ရဲတွေကိုစစ်သားတွေဘောနော်ညညဝင်စားမဲ့ဟောအခုကရက်ွက်နေမှာပြည်သူချင်းချင်းတွေပြန်ပြီးကင်းဆောင်နေရတဲ့ဘဝရောက်နေဒါကလောလောဖြစ်တဲ့အရာဟုတ်တယ်လေကျွန်တော်တို့ဆက်တယ်တော့ပြီးပါနော်စိတ်ချစ်ချင်းလေးပြောဆောင်လို့ဒီကစဉ်းစားကြပါလို့CDM ကိုလည်းကျွန်တော်တို့ကြည့်ဆိုပါတယ်အချိန်မရွေးဝင်ရောက်ပြီး CDM မှာပူပေါင်းလို့တိုက်တွန်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်တယောက်ထွက်လာရတယ်ဆိုတော့လေတောက်လာတယ်တောက်တယ်ဒါပေမဲ့လည်းတောက်ရင်းနဲ့လည်းတတိလည်းရှိတယ်တတိလည်းမရှိဘူးဆိုတော့ပြည်သူတွေဝိရပေးပါဟုတ်တယ်နော်နော်အရှိကနေပြောသွားတဲ့ဆရာတွေများလည်းအများကြီးပြောသွားပြီဒါမဲ့ကျွန်တော်ကတခုပဲပြောချင်တာပြည်သူတွေမရှိရင်ဝန်ထမ်းမရှိနိုင်ဘူးဟုတ်တယ်လေဒါကြောင့်ပြည်သူတွေကတော့ကျွန်တော်တို့ကဝင်ရတဲ့ဒေသကိုကျွန်တော်တို့ကခေါင်းကတော့ပြည်သူတွေနဲ့တသားလေးမဖြစ်နိုင်ရတာလေနော်ရုံးထဲမှာရှိနေတဲ့တဲ့ဘူးတဲ့နေနဲ့ကျွန်တော်တို့နဲ့သူပါဝင်ပေးပါလို့ပြောတာလို့ပါတယ်ဟုတ်တယ်လေကျွန်တော်ကတော့ခုခံညွှန်းတဲ့သံသာရေးမှုရုံးကဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်အခု CDM မှာပါဝင်ရတဲ့အကြောင်းရင်းကကျွန်တော်တို့မျိုးဆက်ဆိုရင် generation Z မှာပါတယ်ပေါ့နော်ကျွန်တော်တို့မျိုးဆက်ကစစ်အာဏာရှင်စနစ်ကိုစစ်အာဏာရှင်သိမ်းတာကိုနောက်ဆုံးမျိုးဆက်ဖြစ်စေခြင်းနဲ့ကျွန်တော်တို့ရဲ့နောက်ဆက်မျိုးဆက်တွေကိုအပါမခံနိုင်အဲဒါကြောင့်ကျွန်တော်တို့ဟာအခုစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်ရမယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာဒီလိုမှကျွန်တော်တို့အကိုတွေပါတယ်ပေါ့နော်သူတို့ကစစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုအောက်မှာနေခဲ့ရတယ်သူတို့ဝန်ထမ်းတွေဆိုရင်ပိုးသိမှာပေါ့နော်ဘယ်လိုနေခဲ့ရတယ်ဆိုတာဘယ်လိုသူတို့ရဲ့အမိန့်တွေကိုဘယ်လိုနာခံရတယ်ဆိုတော့သူတို့သိပါတယ်ကိုမှန်လည်းပြန်ပြောမှရင်မရှိဘူးအခုဆိုရင်ကျွန်တော်တို့ပညာရေးဟာအရန်ကောင်းလာပြီအဲ့ဒါကိုသူစစ်အာဏာရှင်ကသိကြလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့generation တွေရဲ့မျိုးဆက်ရဲ့ပညာရေးဟာဘယ်လောက်ထိနှိမ့်ကျသွားမလဲဆိုတာစဉ်းစားလို့ရပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဝန်ထမ်းဆိုရင်ဒီလို CDM မှာပါဝင်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဝန်ထမ်းတွေကပြည်သူတွေပေးထားတဲ့လစာကိုစားနေတယ်ပြည်သူဝန်ထမ်းဖြစ်ပါတယ်တချို့ဝန်ထမ်းတွေကသူတို့ရဲ့နိုင်ကုန်ထိုင်ကုန်တနေရာစာအတွက်ရမ်းကြောက်ကြပါတယ်ယာဒူးတွေပြုံမာတွေရမ်းကြောက်ကြပါတယ်နော်အဲ့ဒါကြောင့်တူတယောက်ကကိုဘာမှဦးစီးရမှာကျွန်တော်တယောက်တူတယောက်ချင်းမပါလို့ဘာမှမဖြစ်ဘူးဆိုတော့စိတ်ကူးတွေရှိနေမယ်ဆိုရင်ကျွန်တော်တို့စီးရအောင်မြင်မှာမဟုတ်ပါဘူးတူတယောက်ချင်းပေါင်းမှအင်အားဖြစ်တာပါနော်အဲ့ဒါကြောင့်အားလုံးစီးရမှာပါဝင်ကြဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်
ကိုသူတို့လောရီထုတ်မယ်အဲ့လောရီကလက်ခံနိုင်မလား ဘယ်မခံရဘူး ကျမတို့ကဒီဟာကိုလည်း gas လောက်ရပါမယ်အဲ့ gas လောက်တဲ့ဟာဆိုကျမတို့ကအာနာရှင်စနစ်ကိုလုံးဝလက်မခံကြအောင် gas လောက်ရပါမယ်အဲ့တော့ကြောင့်မလို့ကျမတို့ဒီသူဒီသားအားလုံးညီညီညာနဲ့ CDM လည်းလုပ်ကြမယ် CDM မှာပါတဲ့ဝန်ထမ်းတွေအကုန်လုံးကိုလည်းဝိုင်းဝန်းကြမယ်ကျမတို့ပြည်သူတယောက်စီတိုင်းမှာလည်းတာဝန်ရှိတယ်လို့ကျမယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်